သောကွယ်လွန်လေပြီးသောတရားတိတ်ကြောင့်ရဟန္တာယကကြီးဥကျင်စိုးနှင့်တော်လေပြီးသောလေးလကဘဝတသောကွယ်လွန်လေသောဘုရားတိတ်ကြောင့်ရဟမေတော်ကြီးတော်တန်တန်မြင့်တို့သည်အကိဝေများကြားနိုင်မြင်နိုင်သိနိုင်သောဘုံဘဝဘုံဌာနတို့သို့ရောက်ရှိနေခဲ့သည်ဖြစ်ညာမိဘကျေးဇူးထူးတည်တတ်ကြကုန်သောသားလေးပါသမီးလေးပါမိသားစုများမှနေ၍မိဘကျေးဇူးတုံ့ပြန်ပေးဆက်သောအနေအဖြင့်ရည်စူးမှုသို့ပြုလုပ်ပါဒုက္ခတို့ကောင်းမှုတို့၏အဖို့ပါကကိုရေစသောချအမြတ်တမ်းပေးဝိမည်ဖြစ်ပါ၍ဝမ်းမြောက်မှုမောတာရုခေါ်ဆိုနိုင်မှုရန်အတွက်ခိတ္တခဏတရားတော်နာကြွရောက်နိုင်ပါယံမိသားစုများရဲ့ကိုစားဘုန်းကြီးများကမေတ္တာရှိထားတရားနာဖိတ်ကြားပေးပါれအကယ်၍များတရားနာကြွလာသည်ရှိသောသက်ဆိုင်ရာမျိုးဆောင်နဲ့ရွာဆောင်နဲ့ရက်ွက်ဆောင်နဲ့လမ်းဆောင်နဲ့အိမ်ဝင်းချံဆောင်နဲ့အိမ်ဆောင်နဲ့အစရှိသည်တို့ကအတားအစီအပိတ်ပဲအဟံအတာအကန့်အကွက်မပြုပဲခိတ္တခဏတရားနာခွင့်ပြုပေးပါယံနဲ့အကယ်၍များဝေးလံခေါင်းပါရတပါးသို့ခရီးလွန်နေခဲ့သည်ရှိသောအရက်လေးမျက်နှာကိုအစိုးရတွင်ရတရထဝိရုလကဝိရုပကကုဝေရစသောနမင်းကြီး၄ပါးတို့မှတဆင့်စကားတဆင့်နာအပြင်ပြောဆိုဖိမှန်လကပြုပေးကြပါယံနဲ့တရားပိဇာနာညနာကြဝမ်းမြောက်လို့ဘောတာရုခေါ်ဆိုပြီးတဲ့အခါမှာလေးပဲမိမိတို့ရဲ့ကုသိုလ်ကံဘုံကံအလျောက်ဖြစ်ပေါ်ရရှိထားသောဘုံပိမှန်ဘုံဌာနများသို့ပြန်လည်ကြွရောက်နိုင်ပါယံလေးပဲကြိုတင်ပြီးတော့မေတ္တာရက်ခံအသိပေးအပ်ပါれသို့ဖြစ်ပါ၍ယခုချိန်မှစ၍ဘုရားတရားတန်ခါယရဏတော်မြတ်သုံးပါးတို့ရဲ့ဂုဏ်တော်ကိုအာယုံပြုပြီးတော့အလုံးပဲဩဃာတကရောကျုဖြင့်ညီညာဖြတ်ဖြတ်ရှိခိုးကရောလိုက်ကြရအောင်ဩဃာတဩဃာတဩဃာတကာယေကံဝစီကံအနောကံသဗ္ဗဒောသဖတ်သိမ်းသောပြည်တို့ကိုရောက်ပါစေခြင်းကျိုးမှပတေမဒုတိယတတိယတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်တရားယေသနာတရားယေသနာသံဃာယေသနာယေသနာမြတ်သောမာတို့ကိုအယုသိလေးပြလက်စုံမှုရှိဖို့ပူဇော်ဖူးမြော်မှန်လျှော့ကရောပါရှင်မယကရောရသောကျိုးဝါကြောင့်ပေလေးပါကတောပါယတိရှိပါယံကျိုးပါပါဝိပါတိတရားလေးပါယတနာတရား၅ပါးတို့မှာခါခသိဒီလိုငြိမ်ပြီးဖြစ်၍မတရားဟူတရားနိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကိုသာပါလို့ရှင်ဘုဒ္ဓတဘုဇ္ဇမဟာတိဇဝန္တောဓမ္မတဘုဇ္ဇမဟာပညာဝန္တောသံဃတဘုဇ္ဇမဟာဘောဂဝန္တောဟူ၍ဒေသနာပါဠိလာရှိသည်နှင့်လျော်ညီစွာရှိခိုးခြင်းဤတရားမျက်နှုခြင်းဤတရားယုသိပြုခြင်းဤတရားဖြစ်တော်မူကုန်သောဘုရားမြတ်ဆုံးယတနာတရားမြတ်ဆုံးယတနာသံဃာမြတ်ဆုံးယတနာဟုဆိုအပ်သောယရဏတော်မြတ်သုံးပါးတို့ဤဂုဏ်ဤကိုယုံကြည်မြတ်နိုးလက်ဆုံးမိုး၍ရှိခိုးပူဇော်ဘုမြောမှန်လျှော့ကြောလိုက်ကြရကုန်သောယရဏတယသကိစ္စပနာမကာရဝါကောင်းမှုကုသိုလ်ကံစေရနာလွန်လီပြီးသောတနှစ်ကျော်ကဘဝတသွန်ကွယ်လွန်လေသောဒါယကကြီးဥကျင်စိုးနှင့်လွန်လီပြီးသောလေးလကဘဝတသွန်ကွယ်လွန်လေသောဒါယကမကြီးတော်တန်တန်မြင့်တို့အားတစင်တစင်တိုးတက်မြင့်မားသောဘုံဘဝဘုံဌာနတို့သို့ရရှိရောက်ရှိခံစားဆန်းစားနိုင်ပါစေခြင်းကြုံငါရည်စုရည်မှန်၍ဘုရားမူရှိသောတန်ဃာတော်ရှင်သူမြတ်ပေါင်းတို့အားမွန်မြတ်လာစွာသောဆွမ်းကဲဝေဘောဇဉ်ချုပ်ချင်းရတာဖြာဖြာတို့နှင့်တကဝသင်္ကန်းကြီးဖနက်ရတောင်းအစရှိသောလူဝဲဝိတုအစုစုတို့နှင့်နဝကမ္မဝိတုဝိပြစက္ကလူရန်ပူဇော်ကြရခြင်းတည်းဟူသောကောင်းမှုကုသိုလ်ကံစေရနာသောက်တည်စေသောက်တည်ကြောင့်ဖြစ်သောသီလကုသိုလ်ကံစေရနာပွားများစေပွားများကြောင့်ဖြစ်သောဘာဝနာမယကုသိုလ်ကံစေရနာဖြာဖြာတို့ကြောင့်အလုံးသောတရားဓမ္မပေါင်းသူတော်ကောင်းတို့ဤကိုတွင်ကိုပအိမ်တွင်အိမ်ပါချမ်းတွင်ချမ်းပနထာနာတို့၌မကောင်းသောဘေးဥပယံအန္တရာယ်အသွဲသွဲတို့သည်မကြမရောက်ကင်းစင်လွင်ပြောက်ကြကုန်သည်သာဖြစ်၍
96ဖြာ98ဖြာဘေးယောဂကင်းဝေးกว่าရွှေနဲ့လည်းပြည့်စုံဝေနဲ့လည်းပြည့်စုံကုန်လုံးပြေဝချမ်းသာကြကုန်သည်သာဖြစ်၍ကကြီး3ပါးတို့မှကျော်လွှားလွန်မြောက်ခါဤဘဝဤခန္ဓာဖြင့်အဘေတကားပိတ်နိဗ္ဗာန်တကားပွင့်အောင်จิตကြံကျုပ်ကိုပွားများအားထုတ်နိုင်သောပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်ကြီးများဖြစ်ကြပါစေ။ Yes, maybe what is it? အမန္တိတိတရဏိနတဟပင်စသီလံဓမ္မယာသမိအလုကံကတဝါသီလံဒေထဒုတိယံပိတတိယံပိအမန္တိသနိနတဟပင်စသီလံဓမ္မယာသမိအလုကံကတဝါသီလံဒေထမေပန္တိယမဝဋ္ဌာမိတံဝတိထံနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တNamo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa Buddhaṃ dharanam gissāmi Dhammam dharanam gissāmi Sangham dharanam gissāmi Buddhaṃ gissāmi Dhammam gissāmi Sangham gissāmi Dutiyampi Buddhaṃ dharanam gissāmi Dutiyampi Dhammam dharanam gissāmi Dutiyampi Sangham dharanam gissāmi Dutiyampi Buddhaṃ dharanam gissāmi Dutiyampi Dhammam gissāmi Tatiyampi Buddhaṃ dharanam gissāmi Tatiyampi Dhammam dharanam gissāmi Tatiyampi Sangham dharanam gissāmi Tatiyampi Buddhaṃ dharanam gissāmi Tatiyampi Dhammam gissāmi Tatiyampi Sangham dharanam gissāmi Titarana Dhamanam Paripaunam Panati Bada Viramani Dekhavadam Dhamadiyami Adena Dana Viramani Dekhavadam Dhamadiyami Kamidu Mesa Sara Viramani Dekhavadam Dhamadiyami Buddha Wada Viramani Dekhavadam Dhamadiyami Ramiraya Miza Bama Datana Viramani Dekhavadam Dhamadiyami Idam me Punyam Ojinyanata Visayo Hodu Imani Titarani Nadaha Pinsenga Tilan Darugan Gatawa Dhamma Appamadina Tilan Dhammadita ဒီခုချိန်မှာစ၍ဆရာတော်ကတော့ရှင်သူမြတ်ပေါင်းတို့ကနေပြီးတော့လုံလီပြီးသောတနည်းကျော်ကဘဝတသောကွယ်လွန်လီသောသာသနာအကျိုးတော်ဆောင်ကြီးဒါယကကြီးဥကျင်စိုးနဲ့သာသနာအကျိုးတော်ဆောင်တာဤကမ္မကြီးတော်တန်တန်မြင့်တို့တစ်စင်းနဲ့တစ်စင်းတိုးတက်မြင့်မာသောဘုံဘဝဘုံဌာနတို့သို့ရရှိရောက်ရှိခံစားစံစားနိုင်ပါစေခြင်းကြောင့်ငါ၎င်းမိဘကျေးဇူးထူးတိတကြကုန်သောသားလိမ္မာသမီးလိမ္မာညီလိမ္မာမိသားစုများနဲ့တကဝအလုံးသောတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ဘေးရန်အန္တရာယ်ကင်းပြောက်ကောင်းကျိုးချမ်းသာတွေရောက်ရှိပါစေခြင်းကြောင့်ငါ၎င်းမေတ္တာပုပ္ပေကမမေတ္တာရှေ့သွားပြုပြီးတော့လက်တို့ချင်းမြတ်လို့စီအသောမေတ္တာတော်ပရိတရားတော်များသံဃာတော်များကရုပ်ဘတ်တရစေပါမယ်အလုံးပဲရိုးရိုးသေးသေးယုံယုံကြည်ကြည်နာကြတော်မူကြပါသမန္တသကဝါလိတုအတရကိသန္တုဒေဝတာ
Tadama muni razata tunandu daga maukadam Dhammadavana lo ayambadanda Dhammadavana lo ayambadanda Dhammadavana lo ayambadanda Namo tata bhagavato rato tamatam buddhata Namo tata bhagavato rato tamatam buddhata Namo tata bhagavato rato tamatam buddhata Yada nubhavato yakhani vadati vidana Yami sewa nuyongsato rati diwa matandito Duga dubati taudosa papangi sinapatati Ewa mati gunu pedam praitanda manamahi Karaniya matha kutalina yata tanda padamita misa Tago uzusa tuhuzusa tuwaso sata muduna dimani Tando tagosa tuvarosa abhake sosa tala ugavoti Tate kariyosa nipakosa abhagapo Kule tawa nanugeto nasa kuta masari keisi Yena wenyu pari upavati yo Tuki no wakimi no hontu tapa tata montu tuki tata Yekisi bana buddhati tata wata wara wata watita Digawa yiwa mahanda misi marataka nuga tula Dedawa yiwa adeta yiwa duri watanti awi duri Buddha wa tambo iti wa tavatata montu tuki tata Nabaro paraniko pita nati minyita katasi na kemsi Yarodana patika tinya ninya minyata dukkha misiya Bada yata niyam Buddha mayuta ika Buddha manuraki Evam pitava buddhitu manatam bhawayi aparimanam Midhinsa tava lokatami manatam bhawayi aparimanam Odama dosa diriyamsa atambadam avirama tambadam Data sarani dino vatayano yavatata vita meto Edam bade adejaya vyama mita vihara mita mahu Data isa nupagama tila vatatani natamano Kamitu vinaya kedana hisadogama teya punariti Idipito bhagava arinantama tambodo Vaiza sarana tampano tugato loka vidu Anodaro purita dhamma dhurati Tata diwa manukana buddho bhagava Bhagato bhagavata dhammo Danditiko akaliko Eipatiko opaniyiko Pisata vidi dhammo vinyuhi Sopati bhano bhagavato tavakatango Usopati bhano bhagavato tavakatango Yayapati bhano bhagavato tavakatango Kamisepati bhano bhagavato tavakatango Yadidhan satari purita yugani atta purita pogala Ita bhagavato tavakatango Ahu niyo pahu niyo Dekhi niyo inzali karaniyo Anaudaram punya kita lokata Ewa Buddha taranta nandamanta gisa bhikavo Kayawa sambita dawa lokato nahitati Yadawi meida wa mingalinsa Yosamana bota gunata tato Pabhagaho tutubina akandam Buddha nuba vinata mentu Yadawi meida wa mingalinsa Yosamana bota gunata tato Pabhagaho tutubina akandam Dhamma nuba vinata mentu Yadawi meida wa mingalinsa Yosamana bota gunata tato Pabhagaho tutubina akandam Dhamma nuba vinata mentu Om Name Udaka Vata Yata Nindam Pavadati
ဧဝမေဝဣတောဒိဏံပေတာနံဥပကပတိဘုံနမေမြင့်မောက်ရာယ၌ဝဋ္ဌံရွာသောအသောဥဒကံမူ၏မူပေါတို့သည်နေတံခြိုင်ဝမ်းရှိရာယစီတုဘဝတ္တိယထာစီစင်သွားလေမိတကဲ့သို့ဧဝမေဝဧဝံတထာပမဆိုမှုတို့လူသာလည်းယင်ဤတော်ဤလူပြည်မှာကြံ့ရခဲ့ကြတဲ့သာသမီဆွေမြို့မိကိုမောင်နှမမိသားစုများကနေပြီးတော့ဒိဏံဘဝတသုံးကွယ်လုံးသွားသူအတွက်ရည်စူးရည်မှန်းပြီးတော့ပြီးလူအပ်သောမြတ်ဒါနသည်ဘုဒ္ဓကံပါဒခဏီဝါရေစသုံးချမြတ်တံပေးဝေသောခဏ၌သာလည်းယင်တတပိဒကလင်္ကတတထိုဘဝတပါကုပြောင်းကွယ်လုံးသွားသူထံသို့ဥပကပတိယသိရထိုက်သောနေရာသို့ယနီရောက်နေခဲ့သည်ရှိသောကောင်းစွာမသွေရရှိရောက်ရှိခံစားစံစားရပါပြီတော့တည်းဒီကနေ့ဒီပါကျေးဇူးအထူးသိတတ်ကြတဲ့သားလိမ္မာသမီးလိမ္မာများကနေပြီးတော့အထူးအဖြင့်နိုင်ငံရေးချမ်းမှာသွားပြီးတော့လောက်ကင်ဆောင်ရွက်နေတဲ့သမီးလိမ္မာမဟိဆန်တို့ဘုန်းကြီးတို့ကိုလမ်းပြီးတော့လျှောက်ပြီးတော့မှဘေနဲ့အမေအတွက်ကျေးဇူးကုသိုလ်ဒီကောင်မတော်မတွေပြုကျင်ပါတယ်ဗျာဆိုပြီးတော့ဒီကနေ့ကျေးဇူးကုသိုလ်တွေပြုကြတယ်ပတ္တိဌာနအမြအတန်းပေးဝေကြမယ်အဲ့တော့ဒီရောဂုတ္တသုံးပါဘုရားဟောခဲ့တာအခုလိုတေသူအတွက်ရည်စူးရည်မှန်းပြီးတော့ကုသိုလ်ကောင်းမှုတွေပြုပြီးတော့အမြတ်တမ်းပေးဝေတဲ့အခါမိုးရင်းမှာမိုးရွာတဲ့အခါရည်ရီဟာမြင့်တဲ့နေရာမောက်တဲ့နေရာကနေနှိမ့်တဲ့ဂျိုင်ဝမ်းရှိတဲ့နေရာကိုရည်ရီဟာမြင့်ရာကနေနှိမ့်ရာကိုစီးသွားတယ်လို့ပဲလူပြည်မှာတက်ရှိထင်ရှားရှိနေသေးတဲ့မိသားစုတွေကမြင်သောနေရာနဲ့တူတယ်ဒီကနေ့တို့တွေပြုနေတဲ့ကုသိုလ်ကောင်းမှုကရည်နဲ့တူတယ်ဘဝတသောကွယ်လွန်သွားတဲ့ပုဂ္ဂိုလ်တွေကပရိသတ်ကြီးနှိမ့်သောနေရာနဲ့တူတယ်ရည်တွေဟာမြင့်တဲ့နေရာကနေပြီးတော့နှိမ့်တဲ့နေရာကိုစီးသွားတယ်လို့ပဲကုသိုလ်ကောင်းမှုဒီဟူသောရည်အလျင်သည်နောက်ပိုင်းမှာကျန်ခဲ့တဲ့သားလိမ္မာသမီးလိမ္မာမိသားစုများထံကနေဘဝတသောကွယ်လွန်သွားသူဥပကပတိရတဲ့ရထိုက်သောနေရာသို့ရနေရောက်နေခဲ့သည်ရှိတော်ကောင်းစွာမတူရတယ်အဲ့ဘုန်းကြီးတို့သူတော်ကောင်းတို့တူလူပြည်ကနေသုတိမနေသိလုံးပြီးရင်လာရောက်ရမယ်သွားရမယ်လမ်းကြောင်း၅ခုရှိတယ်ဒေဝမနုဿာနိရယနှင့်ပေတတရိစ္ဆံလာယံအရှိ၅တန်သောဂတိဂတိဆိုတာလာရဒေဝဂတိလက်ပြည်နဲ့ရွာကိုလည်းရောက်နိုင်တယ်မနုဿာဂတိလူပြည်မှာလည်းဒုပြန်ဖြစ်နိုင်တယ်နိရယဂတိငရဲလဲကြနိုင်တယ်ပေတဂတိပိဋ္ဌာဘုံကိုလည်းရောက်နိုင်တယ်သုရကေဘုံကိုလည်းရောက်နိုင်တယ်တိရစ္ဆာနာဂတိပရိစ္ဆာဘုံကိုလည်းရောက်နိုင်တယ်အဲ့ဒီလမ်းကြောင်း၅ခုသွားရမယ်လမ်း၅ဆိုတဲ့ကဒေဝဂတိလက်ပြည်မှာရောက်လို့နတ်သားနတ်သမီးဖြစ်နေပြီဆိုရင်လေတို့ဒီကနေ့ကုသိုလ်ပြုတဲ့အမြဝေဒံကိုမသိနိုင်မကြားနိုင်သာဓုမခေါ်နိုင်မရနိုင်လူပြည်မှာလူသားမိခင်ဝမ်းထဲမှာပဋိသန္ဓေသွားနေပြီဆိုရင်လေဒီကနေ့ပြုတဲ့အမြဝေဒံကိုပရိသတ်ကြီးမကြားနိုင်မသိနိုင်သာဓုမခေါ်နိုင်မရနိုင်နိရယဂတိလို့ခေါ်တယ်ငရဲကိုကြာသွားခဲ့မယ်ဆိုရင်လေမသိနိုင်မရနိုင်တိရစ္ဆာနာဂတိလို့ခေါ်တယ်တိရစ္ဆာန်ဘဝဖြစ်သွားရင်လည်းမသိနိုင်မရနိုင်ဘူးအကယ်၍များကွယ်လွန်ကန်ဒီအချိန်မှာနှလုံးသွင်းမှာပြီးတော့သားဆွဲသမီးဆွဲပစ္စည်းဆွဲအိုးဆွဲအိမ်ဆွဲအဲ့လိုအဆွဲတရားတစ်ခုနဲ့ဏီကုန်းချုပ်သွားပြီးတော့သူဆွဲရသားသမီးအိုးအိမ်တိုက်တာချမ်းမြေအနီးမှာပရိသေပေတဂတိလို့ခေါ်တယ်မကောင်းတဲ့ပြိတ္တာဘုံဘဝမှာဖြစ်နေရောက်နေခဲ့မယ်ဆိုရင်ဖြစ်နောက်ပိုင်းမှာကြံခဲ့တဲ့သာလိမ္မာသမီးလိမ္မာမိသားစုတွေတို့အတွက်ယေရှုရည်မှန်းပြီးတော့ဘယ်သောအခါများကုသိုလ်ကောင်းမှုတွေပြုအမြဝေပါလိမ့်မလဲလို့ကုသိုလ်ပြုတဲ့အမြဝေဒံကိုမျှော်လင့်ခြင်းကြီးစွာနဲ့စောင့်ဆိုင်ပြီးတော့နေတတ်ပါတဲ့အဲ့လိုစောင့်ဆိုင်နေတဲ့ပုဂ္ဂိုလ်တို့ကြတော့ယ
ယခုလိုကုသိုလ်ကောင်းမှုတွေပြုအမြတ်တမ်းပေးဝေလိုက်သည့်နေ့တစ်ပြိုင်နက်ဝမ်းမြောက်နှုတ်မောတာရုခေါ်ဆိုဒီတာရုခေါ်လို့ရလိုက်တဲ့ကုသိုလ်တွေနဲ့အသက်ရှင်စဉ်လူဘဝတုန်းကပြုခဲ့တဲ့ကုသိုလ်တွေပေါင်းဆက်ကောင်းမြတ်တဲ့အထက်အထက်ဘုံဘဝတွေကိုရနိုင်ရောက်နိုင်လေအရှင်သာရိပုတ္တရာရဲ့ဘဝပေါင်း900အမေတော်ဆက်ခဲ့ဘူးတဲ့ဓာတိကမ္မကြီးတယောက်တည်ပရိသတ်ကြီးအဲ့လိုပဲဖွယ်လွန်ကနေ့အချိန်မှာနှလုံးသွင်းမှာပြီးတော့အာယောနိတော်မနတိကာရနှလုံးသွင်းမှာတည်တော့ပရိသတ်ကြီးပေဒဂတိကိုရောက်အဲ့တော့ရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးတရင်သုံးတဲ့ကျောင်းသင်္ကန်းရဲ့ခြံစည်းရိုးအဝကလာပြီးတော့ပရိသတ်ကြီးကတော့သာရိပုတ္တရာအမိမှာတော့အဝိအစားလည်းမပြည့်စုံအစားတောက်လည်းမပြည့်စုံအဲ့ဒီလိုဆင်းရဲဒုက္ခရောက်နေပါတယ်သာတော်ကြီးကျွန်တော်ဟာအိမ်ရဲ့ဘဝ900အမိတော်ခဲ့မှုတဲ့မိခင်ဟောင်းဖြစ်ပါတယ်အမိကိုကဲတင်ဆောင်ရှောက်ပါကုညီပါဆိုတော့မှပရိသတ်ကြီးအဲ့ဒါရှင်သာရိပုတ္တရာကနောက်တနေ့ကျတော့ဘုရားမှုရှိတဲ့တန်ဃာတော်အရှင်မြတ်အပါ900ဘေတော်ကြီးစားစရာတောက်စရာတွေပြည့်ပြည့်စုံစုံရပါစေလို့ရည်မှန်းပြီးတော့စွမ်းနေစက္ကန့်လူတန်းဘေတော်ကြီးမှာဝိဇ္ဇင်စရာအဝိအထေတွေပြည့်စုံပါစေလို့အာယုံပြုပြီးတန်ဃာတော်တွေကိုသင်္ကန်းတွေလူတန်းဘေတော်ကြီးအတွက်စီးနှင်းစရာရေရထားတွေပြည့်စုံပါစေဆိုပြီးတော့အနက်ဒီလူတန်းဘေတော်ကြီးအတွက်ပူလောင်မှုတွေကင်းပြောက်အေးငြိမ်းချမ်းသာခြင်းရပါစေဆိုပြီးရက်ဒီလူတန်းပရိသတ်အမိုးအကာရပါစေဆိုပြီးတော့မှပရိသတ်ထီးတွေလူပြီးတော့မှပရိသတ်တန်ဃာတော်ရှင်သူမြတ်တွေကိုတောက်ရီကအစမကြံရအောင်ပြည့်ပြည့်စုံစုံလူပြီးလည်းပြီးတော့အဲ့ဒီကုယခုပြုတဲ့ကုသိုလ်ကောင်းမှုကိုဘေတော်ကြီးသိနိုင်ပါစေမြင်နိုင်ပါစေဒီကနေ့တန်ဃာတော်ရှင်သူမြတ်တွေကိုစားစရာဝတ်စရာနေစရာထိုင်စရာစီးနှင်စရာအရေးအာဝါဒစောင်းစရာတွေပြည့်စုံအောင်လှူလိုက်တဲ့ကုသိုလ်ကောင်းမှုကိုဝမ်းမြောက်နှုတ်မောတာရုမောပြီးတော့ဖြစ်နေရောက်နေတဲ့ဘကောင်းတဲ့ဘုံဘဝကကျွတ်လွန်ပြီးတော့မှဒီကုသိုလ်ကောင်းမှုတို့နဲ့မေတော်ကြီးသက်ရှိထင်ရှားရှိစဉ်ကပြုထားတဲ့ကုသိုလ်တွေပေါင်းဆက်ကောင်းမြတ်တဲ့ဘုံဘဝသို့ရောက်ပါစေဆိုပြီးတော့မှအရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကိုယ်တိုင်ရေဇက်ခွက်ကံရေဇက်ချမေတော်ကြီးယနေ့ပြုတဲ့ကုသိုလ်ကောင်းမှုတွေအမြယူတော်မူပါလို့အဲ့ဒီလိုမြတ်တမ်းပြေးဝေးလိုက်တဲ့တပြိုင်နက်မေတော်ကြီးကလည်းဝမ်းမြောက်ဝမ်းသာသာဓုသာဓုသာဓုလို့ခေါ်ဆိုပြီးတော့ဖြစ်နေရောက်နေတဲ့ပေတဂရိကကျွလွန်ပြီးတော့မှအဲ့ဒီနေ့ညမှာပရိသေရေကိုရောင်ကိုဝါတောက်ပါစွာနဲ့လက်ဝတ်လက်စားတွေနဲ့ရှင်သာရိပုတ္တရာကိုညတန်းကောင်ရအချိန်မှလာပြီးတော့ကိုထင်ပြပြီးတော့မှသားတော်ကယခုလိုအမိတ်အတွက်ရည်စုကုသိုလ်ပြုအမြဝေလို့အဲ့ဒီကုသိုလ်ကောင်းမှုတွေကိုမေတော်ကြီးရရှိပြီးတော့မေတော်ကြီးအခုကောင်းမြတ်တဲ့လက်ပြည်နဲ့ရွာသူရောက်ခဲ့ပါပြီလို့လာပြီးတော့ပရိသေရေပြောခဲ့တဲ့ဝိတုတာရကတစ်ခုလည်းရှိခဲ့ပါတယ်ဒီဒါကြောင့်မလို့ပရိသေရေအကယ်၍များတရားကကြီးဥကျင်ဆိုတာဤကမ္မကြီးတော်တန်တန်မြင့်တို့ဒီလည်းပဲဝေလုံငယ်ဒီအချိန်မှာနှလုံးသွင်းမှလို့ဘဝတစ်လျှောက်လုံးမှာတော့ပြုခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကအများကြီးရှိတယ်သို့တော်လည်းပဲကွယ်လွန်ကနေ့အချိန်မှာနှလုံးသွင်းမှပြီးတော့များပရိသေယအာယောနိတော်မနတိကာရနဲ့အဲ့ဒီလိုများပရိသေယပေဒဂတိမှာရောက်နေခဲ့မယ်ဆိုခဲ့ရင်ဒီကနေ့ဓာလိမ္မာသမီးလိမ္မာတွေညီးလိမ္မာတွေပြုတဲ့ကုသိုလ်ကောင်းမှုတွေကိုကိုယ်တိုင်ဖြစ်သောမျက်စိဖြင့်မြင်နိုင်ပါစေကိုယ်တိုင်ဖြစ်သောနားဖြင့်ကြားနိုင်ပါစေကိုယ်တိုင်ဖြစ်သောနှုတ်ခမ်းတို့ဖြင့်သာဓုဟူ၍ခေါ်ဆိုနိုင်ပါစေသာဓုခေါ်ဆိုပြီးတော့ဒီကုသိုလ်ကောင်းမှုတွေကိုရရှိပြီးတော့မိမိတို့အသက်ရှင်စဉ်မသိခင်လူဘဝမှာနှစ်ပေါင်းများစွာပြုခဲ့တဲ့ကုသိုလ်ကောင်းမှုတွေနဲ့ဒီကနေ့အမြဝေဒံကိုစောင့်မျှော်နှံစဉ်သာဓုခေါ်လို့ရလိုက်တဲ့ကုသိုလ်ကောင်းမှုတွေပေါင်းဆက်ပြီးတော့မှတစ်စက်တိုးတက်မြင်ပါတဲ့လက်ချမ်းသာမြမချမ်းသာလက်စည်းစိမ်မြမစည်းစိမ်တွေကိုသုံးဆောင်ခံစားစံစားရရှိနိုင်ပါစေသောဟူ၍ပဋ္ဌာနာအောင်စုပြုလိုက်ကြကုန်ရတည်းသာဓုသာဓုသာမရှိဒါရီလည်းတို့ရှိတော့တက်လာအလောစုတံဂတ္တဒီမာတံဂတ္တဒီမာနိဗ္ဗာန်တ္တပစ္စယောဟောတုပါဗျာဒီကနေ့ပါ
ကာလုံးစုတံကတ္တာဒီမာတံကတ္တာဒီမာနိဗ္ဗာန်တ္တာပစ္စယောဟောတုအဗျာဆိုင်ဒီဒါလည်းစုတံကတ္တာဒီမာတံကတ္တာဒီမာတံကတ္တာဒီမာနိဗ္ဗာန်တ္တာပစ္စယော ပိစယောဟောတုပါဗျာ ကဲမိမိတို့ပြုတဲ့ကုသိုလ်ကောင်းမှုအပြတ်တမ်းပြီးကြရအောင်ဒီဇက်ခွက်ကဘုရားလုံးဆိုလိုက်အရှင်ဖေယ ရှင်ဖေယ တို့ မိတော် တန် ဒီ ကို၎င်း ကံဤ တရားကို၎င်း အကျိုးတရားကို၎င်း ယုံကြည်ကြပါ၍ ယုံတဲ့နိဗ္ဗာန်ဘုံတန်သောချမ်းသာကို ချမ်းသာ ပြီးစွမ်းနိုင်သော အေးစွမ်းနိုင်သော ကို တဏှာ သုံးပါးနှင့်တကွ သုံးပါး သ နဲ့ င်္ဃာ၅ပါးနှင့် အင်္ဂါ၅ ပြည့် ပါး စုံ နဲ့ တော်မူသော ပြည့်စုံတော် သီ မူ လ သော တော်မြတ်ကို တရားတော်မြ ကော တ် င်း ကို စွာ ကောင်းစွာ ယူ ခံ ကျင့် ကျင့် သုံး သုံး စောင့်တည်ကြပါကုန်၏ ဒီကြပါကုန်၏ အရှင်ဘု ဘု ရား ရားတပါး ဓမ္မတစ်ပါး ဝေလုံးလီသော ကွယ်လွန်လေ ဥပ္ပ သော ဆိုနှင့်ဒေါတန်တန်မြင့်တို့အား ဒီတော် တ တော် ဆ မြ င့် တ် တဲ့တဆင့် တဆင့်တဲ့တဆင့် မြင့်မာ ဘုံ သော ဘဝ ဘုံဘ ဘုံ ဝ ဌာနတို့သို့ ဘုံဌာ ရောက် န ရှိ တို့ ပါ သို့ စေခြင်း ရောက်ရှိပါစေခြင်း အကျိုး ယေ ဟု ရှု ယေ ၍ ရှု တရားမှုရှိသော ယေရှု သာ သော တော် သံဃာ ရှင်မြတ် တော် တို့အား ရှင်မြတ် ဘုံ တို့ မြတ် အား လာစွာသော ဘုံမြတ်လာစွာ စွမ်း သော ကဲ စွမ်း ဘွ ခဲ ယ် ဘုံ တို့နှင့် ဘောဇဉ်တို့ ပ နှင့် န်းထိဖနက်ရက်တောင်အစရှိသော အစာရှိသော ဝတ္ထု လူဝယ်ဝတ္ထု တို့ကို အစွတ် လူ စွတ် တ တို့ န်းကြ ကို ပါကုန်၏ လူရန်ရ အ ပါ ရှင်ဘု ကုန် ရား ၏ရှင် ဆ ဘု ရာ ရား တော်သံဃာတော်များ သံဃာ တရား တော် ဟောရာတွင်တရားအတူ တရားအတူ တွေ့ရန်တရားဟောဆောင်ပေါက်ကိုလည်း ရားဝ လူ ဆောင် တန်း ပါ ကြ ကုန် ပါကုန်၏ လူရန်ရ အ ပါ ရှင်ဘု ကုန် ရား ရှင်ဘု ဟော ရား လိယဘဝရိတ်တာ ဘုရား ဒီ ရိ သော တ်တာ ရာတွင်လည်းအလိုတော်မူများကိုလူတန်းခဲ့ပါ၏ လူရန် အရှင် ပါ ဘု ၏ ရားယနေ့ယခုလူတန်းရသော လူရန်ရ ကုသိုလ် သော ကောင်းမှု ကုသိုလ်ကောင်းမှု တို့၏ ဆု အ စု ဖို့ တို့ ဘာကကို အဖို့ ကျေး ဘာ ဇူး က ကြီးမား ကျေးဇူး မိ ကြီး ဘ မား နှစ်ပါးနှင့် ဘုရား ဆ နှစ် ရာ ပါး သ နဲ့ ခင် ဆရာ ကျေး သ ဇူး ခင် ရှင်တို့အား၎င်း ကျေးဇူးရှင်တို့ ဘိုး အား ဘွားတို့အား၎င်း ဘိုးဘွားတို့ ဘ အား ဝ ၎ သံ င်း ဃာအဆက်ဆက် ဘာသာ ဆွေ ဆက်ဆက် မျိုး ဆွေ တော် မျိုး ဆက်ခဲ့ဘူးသော တော်ဆက် မ ခဲ့ ကျွတ် ဘု မ ဒ္ဓ လွတ်သေးသောပုဂ္ဂိုလ်ပေါင်းအား၎င်း အား အထူးအားဖြင့် အထူး လုံလ အား ည် ဖြ ပြီး င့် သော လုံးလည် နှစ် ပြီး ကျော် သော က တစ် ဘ နှစ် ဝ ကျော် တသော ဘဝ ဝေ တ လွန် ည်း လေသော ဝင်လွန် တ လေ ရာ သော သိမ်ကြောင်း တရား ယ သိ ဟန္ ကြော တာ င်း ယကကြီး ယဟန္ လူ တာ ကျင်စုနှင့် လူကျင့်စု လွန် နှ လေ င့် ပြီးသော လွန်ခဲ့ မိ ပြီးသော လာကံသာ လေးလ ဘဝ ကံ တသော ဘဝ ဝေ တ လွန် ည်း လေသော ဝယ် တ လွန် ရာ လေ သိ သော မ်ကြောင်း တရား ယဟ သိ န်မေ ကြော တော်ကြီး ယဟန်မေ ဒေါ တော် တန် ကြီး တမြင့်တို့အား၎င်း တန်မြင့်တို့အား ကို ၎င်း ဆောင်တဲ့အိမ်ဆောင်တဲ့ အိမ် ခြံ ဆောင်နှင့် ဆောင်တဲ့ ခြံ လ ဆောင် မ်း နှ ဆော င့် င်တဲ့ရက်ွက်ဆောင်တဲ့ တကွ မြို့ ဆောင်နှ ဆောင် င့် တဲ့ မြို့ ရွာ ဆောင်နှင့် ဆောင်တဲ့ ရွာ သာ ဆောင် သ နှ နာ င့် တော်ဆောင်တဲ့ သာသ န နာ တ်မြ တော် တ် ဆောင် နှ နှင့် ကောင်း နတ်မြတ် န နှ တ် င့် အ ကော ပေါ င်း အား၎င်း ၎င်း န ကို တ် ၎ တို့ င်း တနည်းကြားမင်းငရဲတနည်း ယနေ့တ ယမ နေ့ မင်း ယမ လူ မင်း တို့တနည်း လူတို့တ သိ နေ့ ရှင်မင်းတို့အား၎င်း ယေရှင်မင်းတို့အား 30 ဘုံရှင်လေကုန်သော ရှင်လေ ဝိ ကုန် န သော ည်းများစွာ ဝိနည်း တ များ တ်ကြ စွာ ွားအနန္တတို့အား၎င်း အနန္တ ဤ တို့အား ကော ၎ င်း င်း မှုဤ ဤ အ ကောင်းမှု ဖို့ဘာကကိုအမြတ်အမြတ် အမြတ် အ အ မြ မြ တ် တ် အမြတ် အမြတ် အ အ မြ မြ တ် တ် အမြတ် အမြတ် အ ဤ မြတ် ပါ၏ အေးဝေ အ ပါ မြတ် ၏ ရ၍ အမြတ်ရ ကိုယ် ၍ စိတ်နှပြ ကိုယ်စိတ်နှပြ ကြသည် ကျမ်းမာကြသည် ကြသည် ချမ်းသာကြ ဖြစ်ပါ သည် စေသော ဖြစ်ပါစေသော ကုသိုလ် အမြတ် မြတ် အမြ အ တ် မြတ် အ အ မြတ် မြတ် ယူ ယူ တော် တော်မူ မူ ကြ ကြ ပါ ပါ ကုန် ကုန် လော လောသာဓု သာ သာ ဓု ဓု သာ သာဓု ဓု ကုသို ကုသိုလ် လ် အ အ မြ မြ တ် တ် အ အ မြ မြ တ် တ် အ အ မြ မြ တ် တ် ယူ ယူ တော် တော် မူ မူ ကြ ကြ ပါ ပါ ကု ကုန် န် လော လော သာ သာ ဓု ဓု သာ သာ ဓု ဓု သာ ကုသိ
ကုသိုလ်အမြတ်အမြတ်တော်မူကြပါကုန်သောသာဓုသာဓုသာဓု ဒီသားစုများအားလုံးသက်ရှိချမ်းသာစိတ်ချမ်းသာသာသနာပြုနိုင်သောစီဝါဥစ္စာများတစ်နေ့တစ်ခြားဒီရေလတိုးတက်ပြည့်စုံကြပါစေ ပြန်စားရမယ်ကျွန်တော်ချင်းပါ ကဲဟောလေးလာဒီသင်္ကန်းတွေလေးဟိုလိုပြတ်ဟုတ်ဆုံးမ ချဲလေရ ဒီကဒီမှာထည့်အောင်ပါတခါ အဝဲတော့ကိုယ်တော်ကြီးထည့်ပြတယ်နော် အဲ့ဒီပါလိမ့်မယ် ချက်တာဟောရမှာ အော်လာမှာ ဘယ်ရ ဒီကန္တရာမေးမှာကိုရလေးကန္တရာချိန်ပါ လဲလဲ စေလို့ပုံမှာ အကကမှာစာဝတ်တယ်နော်ပွားပွားရတယ်ကျလာတယ်တလောကလေးချီတာတိုက်ဆုံးရှင်ပေရပြီးတော့တို့ဒီ ပြီးတော့ စီရဲ့ဒီလိုရဲ့တော့တော့နိဗ္ဗာန်ကိုမင်္ဂလာ ဝါ ဝါဒကိုကွယ်လွန်နေပြီ ဘုရားမြတ်တို့အား တစင်တဲ့စင်မြင့်မာသောဘုံဘဝ ရောက်ရှိပါ ညောင်းမှာရရှိပါ ဘုရားတော် ဘုရား ဒီ ရှင် စီ ဟေး ရော ဟေး ရှိတော့ နာမရှိဘူးဘုရားတော်ရှိ ဘု ပါ ရားတော်တော့ဒီမုံဆွမ်းအဲဘွယ်ဘောဇေလို့ကို ဘာစလို့ကို တမ်းပါဤ ဘုရားမ အရှင်ဘု အရှင်ဘု ရား ရား မှုပြီးဘဝတည်းဘယ်လိုလေတော့ ဘယ်လိုလဲတော့ကျင့် သ ဆုံး န္တ နေ မြေတို့ထံတို့ရပါစေသာရောက်ပါစေသာ ရောက်ပါစေ အာရုံနိုင်ပါစေသာ ဘုရားရှိပါရှင်ဘုရား သုတံကတာဒီမာသံကတာဒီမာသံကတာဒီမာနိဗ္ဗာန်တာပစ္စယောဟောတုစိတ်ချမ်းသာဘာဒနာပြုနိုင်သောပုဂ္ဂိုလ်ချုပ်ပုဂ္ဂိုလ်များဖြစ်တယ် ယေရှုမြတ်ပါရှင် Yang sing or sing.
လာ